Hello guys, welcome back again. So ကျမတို့က MAKE make ကိုပြုတ်လို့ဒီလိုပဲသိရပါတော့เนาะဒါဆိုရင် make ကိုသုံးပြီးတော့ဒီလိုမျိုးလေးတွေပြောလို့ရလေတယ်ဥပမာ coffee ဖြော်ရဲဆိုရင် make coffee for example သူကမနက်တိုင်းကျွန်တော်တို့အတွက် coffee ဖြော်ပေးတယ်ဆိုရင် she makes coffee for us every morning make tea ဆိုရင်တော့လက်ဖက်ရည်ဖြော်တယ်ငါနေ့အတွက်လက်ဖက်ရည်ဖြော်ပေးမယ်ဆိုရင် I will make tea for you I'll make tea for you okay make bed ဆိုရင်အိပ်ယာသိမ်းတာဘယ်တော့မှအိပ်ယာမသိမ်းဘူးဆိုရင် you never make your bed you never make your bed သူတို့တွေမနက်ခင်းတိုင်းအိပ်ယာသိမ်းနေဆိုရင် they make their beds every morning ညစာပြင်နေဆိုရင်တော့ make breakfast နေ့လယ်စာပြင်နေဆိုရင် make lunch ညစာပြင်နေဆိုရင် make dinner နေငါ့ကိုဒေါရဖြစ်အောင်မလုပ်နဲ့ဆိုရင်ဘယ်လိုပြောမလဲ make ကိုသုံးပြီးတော့ရေးကြည့်ပါ write down in the comments so for example နေငါ့ကိုဝမ်းနေအောင်လုပ်နေဆိုရင်တော့ you make me feel sad you make me feel sad okay feel ကိုထည့်လိုက်ရတယ်မထည့်လိုက်ရတယ် you make me sad အဲ့ဒါလည်းရတယ် catch you later bye bye